ခွန်ခွာပြီးချစ်ထားပေးပါမယ်တရက်တီးကတော့သုံးလုံးသုံးထားပါတယ်နော် Nice. တရက်တီးချစ်ပြီးသွားရင်တော့စားနှစ်စုံထည့်ပါမယ်ပြီးရင်တရက်တီးကိုအရည်လေးတွေထွက်တည်ထိတေချာလေးနယ်ပေးပါမယ်စားနဲ့နယ်ပေးတဲ့အခါတရက်တီးအချင်းတက်ပြောသွားစေပါတယ်နေပြီးရင်တော့တရက်တီးကိုအချီရည်တွေထွက်အောင်အားစိုက်ပြီးညှစ်ပေးပါမယ်နော် Yeah, boy. ပြုတ်ထားတဲ့ကလာပဲချမ်းဦးလေးကတော့ထွက်လာပါပြီနော် ကလာပဲချမ်းလေးတွေလူလာရင်ပဲလေးတွေကိုဆယ်ထားပေးပါမယ်နော်ပြီးရင်ဘူးတီချက်တုံဖြူနဲ့ကော်ဖီတို့ကိုအစင်တင်လေးလီထားပေးပါမယ် Nice. ပြုတ်ထားတဲ့ကလာပဲချမ်းလေးတွေကိုထောင်းထားပေးပါမယ်ပြီးထားတဲ့ချက်တုံဖြူလေးတွေကိုစီချက်လေးချက်ထားပါမယ်ချက်တုံဖြူရေးရရဲလာရင်စီချက်အိုးလေးကိုချထားပေးပါမယ် Oh my god! Wow! စီချက်ချက်ထားတဲ့အထဲကိုကလာပဲချမ်းထောင်းထားတာလေးတွေထည့်ပြီးစီတက်ပါမယ်ကလာပဲချမ်းပြုတ်ထားတဲ့ရေကိုထည့်ပေးပါမယ် Nice. စားအချုံမုံထည့်ပေးပါမယ်နော်ပြီးရင်ရေကိုမိမိစိတ်ကြိုက်အနေအများချိန်ပြီးထည့်ပါနော်ပဲဟင်းအိုးလေးပွက်လာရင်ဘူးတီးပြီးထားတာလေးတွေထည့်ပါမယ်နော်ကဲအခုဆိုရင်ကလာပဲချမ်းဟင်းချိုလေးကတော့စားလို့အဆင်သင့်ဖြစ်နေပါပြီနော် Nice. တရက်တီးလေးစတုပ်ပါမယ်ရှင်ကော်ဖီထည့်ပါမယ်ပြီးရင်စားအချုံမုံထည့်မယ်အပေါ့ငယ်မိမိစိတ်ကြိုက်ထည့်ပါနော်စီချက်ထည့်မယ်ပဲမုံအကျက်ထည့်ပါမယ်ငရုတ်တီးမုံထည့်မယ်ပြီးရင်တော့နှည့်ပေးပါမယ်နော်Yeah, boy. တရက်တီးတုပ်လေးရပါပြီနော်နောက်ထပ်လည်းဟင်းချက်ဗီဒီယိုလေးတွေထပ်တင်ပေးမှာမို့ဟက်ကလေးကိုပေါက်လေးလုပ်ခဲ့ကြပါဦးနော်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်